နေ့မြို့ပြည်သူရင်မြေမှာရှိတဲ့အာဂါကပြလိုက်ကိုသွားခဲ့ပါတယ်။ဆမ်မစ်ဘတ်ဗျူးဟိုတယ်မျက်နှာချင်းစာအပေါက်ကနေဝင်ခဲ့ပါတယ်။ကားပါကင်ကလည်းကားတွေအများကြီးရလို့ရအောင်စီစဉ်ပေးထားပါတယ်။ပထမ3ရောက်တာနဲ့တက်ကက်တွေသွားဝယ်ပါတယ်။တက်ကက်ဈေးကတော့ပုံမှန်ပြထားတဲ့အတိုင်းပါပဲ။ Every Monday close ဖြစ်ပါတယ်။ Museum ထမ်းဝင်ခင်ဖိုတိုတွေလည်းရိုက်ကူးလို့ရပါတယ်။ ဆိုမိမိတို့ museum နဲ့စဝင်ပါပြီ။museum ထဲမှာရောက်လာပါပြီ။အခုလူတွေအများကြီးလည်းထိုင်နေပါပြီသူတို့ကဘာအပြင်ကိုထွက်ပြီးတော့သူတို့ရိုက်လာတဲ့ဟာတွေကိုကြည့်မှာဖြစ်ပါတယ်မိနစ်30ခံကြည့်ရှုခဲ့ရပါတယ်စိတ်ဝင်စားစရာအများကြီးလည်းကြည့်ရှုခဲ့ရပါတယ်
Bye bye, see you soon. Bye bye, see you soon.